မိတ်ဆွေတို့တတိထားမိလားတချို့ဟိုတယ်တွေမှာ73ထပ်မရှိဘူးတချို့ဆေးရုံတွေမှာအခန်းနံပါတ်လေးမရှိဘူးတချို့လူတွေက666ပါတဲ့ဖုန်းနံပါတ်ကိုပတ်စံအပေါ်ပေးပြီးတော့ပြောင်းပြကြတယ်ဒါတွေကရိုးရိုးအယူသီးတာပဲလားဒါမှမဟုတ်ဒီနံပါတ်တွေရဲ့နောက်ကမှာလျှို့ဝှက်ချက်တွေရှိနေတာလားကဲဒါဆိုဒီနေ့ကမ္ဘာပေါ်မှာလူတွေအကြောက်ဆုံးနံပါတ်တွေကိုလေ့လာကြည့်ကြရအောင်တကယ်တော့နံပါတ်ဆိုတာသင်္ချာပညာရှင်တွေဖန်တီးထားတဲ့တွက်ချက်ဖို့မှတ်သားဖို့သင်္ကေတတွေပါပဲဒါပေမဲ့လူသားတွေကအဲ့ဒီနံပါတ်တွေအပေါ်အဓိပ္ပာယ်တွေထည့်ထည့်လာကြတယ်ဘာသာရေးစစ်ပွဲယဉ်ကျေးမှုဒဏ္ဍာရီကြောက်ရွံ့မှုနဲ့အဲ့ဒီအရာတွေအလုံးပေါင်းစပ်ပြီးရိုးရိုးနံပါတ်တွေကိုကောင်းတဲ့နံပါတ်ဒါမှမဟုတ်ကန်ဆိုးတဲ့နံပါတ်အဖြစ်ပြောင်းလဲပစ်ခဲ့ကြတယ်ဒီထဲမှာအကျော်ကြားဆုံးနဲ့အငင်းပွားဆုံးနံပါတ်ကတော့666ဒီနံပါတ်ကိုမြင်တာနဲ့လူတချို့ကစိတ်ထဲမှာမသက်မသာဖြစ်သွားတယ်တချို့ကကားလိုင်စင်မှာ666ပါတဲ့နံပါတ်ကိုမယူချင်ကြဘူးတချို့နိုင်ငံတွေမှာ666ပါတဲ့ဖုန်းနံပါတ်တွေရောင်းမထွက်တာတောင်ရှိတယ်ဒါပေမဲ့ဒီအရာအလုံးဟာဘယ်ကစတာလဲအဖြစ်ကဗျာဒိတ်ကျန်အခန်းကြီး73အငယ်18မှာပါတဲ့ကျန်ပိုက်ကြောင်းဖြစ်ပါတယ်။ကျမ်းစာက666ဆိုတာဘယ်သူဒါမှမဟုတ်ဘာကိုဆိုလိုတာလဲဆိုတာဒီအကြမပြောထားပါဘူး။ဒါကြောင့်နှစ်ပေါင်းများစွာလူတွေက theory အမျိုးမျိုးထုတ်လာကြတယ်။တချို့ Christian တွေက666ဟာအနာဂတ်မှာပေါ်လာမယ့် Antichrist နဲ့ဆက်ဆက်တယ်လို့ယုံကြည်ကြတယ်။ဒါကြောင့်ဒီနေ့အထိ666ဟာဒီလိုနံပါတ်မဟုတ်တော့ပဲကြောက်ရွံ့မှုရဲ့ symbol သင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်။ Floor 13တကယ်လို့မိတ်ဆွေဟာဟိုတယ်တစ်ခုမှတင်းမယ်ဆိုရင် elevator ကိုသတိထားကြည့်။တချို့ဟိုတယ်တွေမှာစနစ်ပြီး14ကိုတန်တွေ့ရပါလိမ့်73ထပ်ဆိုတာမရှိဘူးဒါဟာအမှားတစ်ခုမဟုတ်ဘူးတမင်ဖြစ်လာတာပါ American ဟိုတယ်အများအပြား office building တချို့နဲ့အဖက်မန်တွေမှာ73ထပ်ကိုတမင်ကြော်ထားကြပါတယ်ဒါတွေဟာဘာကြောင့်လဲဘာလို့လူတွေကဒီလောက်ထိကြောက်ကြတာလဲ theory တစ်ခုရှိပါတယ်ဂျီဇရဲ့နောက်ဆုံးညစာစားပွဲ The Last Supper အဲ့ဒီစားပွဲမှာဂျီဇအပါဝင်လူ73ယောက်ရှိခဲ့ပါတယ်အဲ့ဒီနောက်ဂျီဇဟာဖန်ဆီးခံခဲ့ရတယ်။ဒါကြောင့်73ဟာမကောင်းတဲ့နာမည်အဖြစ်လူတချို့ယုံကြည်လာခဲ့ကြပါတယ်။နောက်ထပ် theory တစ်ခုကတော့ပြင်သစ်ဘုရင် Philip ဟာအောက်တိုဘာ23မှာနာမည်ကျော် Knight Templar အဖွဲ့ကိုတရက်ထဲမှာဖမ်းဆီးခဲ့ပါတယ်။အဲ့ဒီထဲကတော်တော်များများဟာအင်တာနက်ဆက်ခံရပြီးတည်ဆုံခဲ့ရပါတယ်။အဲ့ဒီဖြစ်ရဲ့ကြောင့်73ဟာကန်ဆိုးတဲ့နာမည်အဖြစ်လူတွေကြားမှာပိုပြီးနာမည်ကြီးလာခဲ့ပါတယ်။နောက်ပိုင်း Hollywood ကတော့ Friday the 13th horror movie ကိုထုတ်လိုက်တဲ့အခါဒီအယူဆဟာကမ္ဘာလုံးကိုပြန့်နှံ့သွားခဲ့ပါတယ်။ဒီနေ့အထိနံပါတ်73ကိုကြောက်တဲ့ရောဂါကို Psychedeliphobia လို့တောင်တရားဝင်နာမည်ပေးထားပါတယ်။တချို့လူတွေဆို73ရက်နေ့မှာခီးတော်မတော်ချင်ကြပါဘူး။ဒါပေမဲ့73ကိုကြောက်တာကဥရောပနဲ့အမေရိကပဲ။အာရှကိုရောက်သွားရင်တော့ပိုကြောက်ဖို့ကောင်းတဲ့နံပါတ်တစ်ခုရှိနေပါတယ်။တရုတ်၊ဂျပန်၊တောင်ကိုရီးယား၊ထိုင်ဝမ်၊စင်ကာပူနဲ့ဟောင်ကောင်ဒီနိုင်ငံတွေမှာတော့နံပါတ်73နဲ့ပိုကြောက်ဖို့ကောင်းတဲ့နံပါတ်ကတော့နံပါတ်4ပဲဖြစ်ပါတယ်။ဘာကြောင့်လဲ။အကြောင်းရင်းကအတန်ထွက်တရုတ်ဘာသာစကားမှာ4ဆွဆိုတဲ့အတန်ထွက်ကတေချင်းဆိုတဲ့စကားလုံးနဲ့အတန်ထွက်အရင်ဆင်တူနေပါတယ်။ဒါကြောင့်နံပါတ်4ဟာတေချင်းရဲ့ symbol သင်္ကေတဖြစ်လာခဲ့ပါတယ်။တရုတ်နိုင်ငံကအဖက်မန်တွေမှာဆို4ထက်14ထက်24ထက်44ထက်စတာတွေမပါတာတွေ့နိုင်ပါတယ်။တချို့အဆောက်အအုံတွေမှာဆိုရင်39ဘီယာနဲ့50ဖြစ်သွားတတ်ပါတယ်။ဘာလို့လဲဆိုတော့40ကနေ49အထိ၄ပါတဲ့နံပါတ်တွေကိုသူတို့တွေကမလို့ချင်းကြတော့ပါဘူး။တချို့စီးပွားရေးသမားတွေဆိုဖုန်းနံပါတ်မှာ၄ပါရင်မသုံးဘူး။ဒီနံပါတ်4ဖြစ်နေရင်ဈေးလျှော့ရောင်းရတဲ့အထိဖြစ်တတ်တယ်။ဒါကြောင့်အာရှနိုင်ငံတချို့မှာနံပါတ်4ဟာတေချင်းတရားနဲ့ဆက်ဆက်တဲ့နံပါတ်အဖြစ်ယူဆကြပါတယ်။အီတလီမှာဆိုရင်နံပါတ်7ဒီအယူဆရဲ့နောက်ကွယ်မှာရိုမန်စာလုံးတွေရှိနေပါတယ်။7ကိုရိုမန်နျူမရယ်နဲ့ရေးရင် XVII ဒီစာလုံးတွေကိုပြန်စီလိုက်ရင် VIXI လက်တင်ဘာသာစကားမှာငါအသက်ရှင်ခဲ့ဘူးတယ်လို့အဓိပ္ပာယ်ရပါတယ်ဆိုလိုတာကငါအခုတည်သွားပြီဆိုတဲ့အဓိပ္ပာယ်တက်ရောက်နေပါတယ်တချို့အီတလီ airline တွေမှာဆို17ရှိတယ်လို့ဟိုတယ်တွေမှာဆိုရင်လည်း17ဆိုတာမရှိပါဘူးဒါကြောင့်နံပါတ်7ဟာအီတလီမှာလည်းဒီချင်းနဲ့ဆက်ဆက်တဲ့နံပါတ်တစ်ခုပြီးပြင်ပထားကြပါတယ်ဒါဆိုဒီနံပါတ်တွေကတကယ်ကန်ဆိုတာပဲလားဒါမှမဟုတ်အဲ့ဒီနံပါတ်တွေကိုယုံကြည်တဲ့သူတွေရဲ့စိတ်ပဲလားမိတ်ဆွေတို့ရောဘယ်လိုမြင်ပါသလဲ comment ထဲမှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်